လောကမှာဘေးရန်ဆိုတာသူ့ဘာသူပေါ်လာတာမဟုတ်ဘူးတဲ့များသောအားဖြင့်ကိုယ်လုံးလို့ရလာတာတန်ကိုတန်ကြီးကတန်ကိုဖြတ်တယ်ဆိုတာလို့ကိုယ်ဖြည့်စည်းနေကြတာဒီကနေ့ခေတ်ကြီးကြည့်လေလောကတဘာဝအလှတွေတောတောင်ရေမြေတွေဘယ်သူဖြတ်လူတွေပဲဖြတ်နေတာတဘာဝတောတောင်တွေပြုံးသွားတဲ့အခါကျတော့ဒုက္ခရောက်တာဘယ်သူတွေရောက်လူတွေပဲရောက်တာလူတွေကကိုယ်သေးတွင်ကိုဒူးနေတာကြီးအမတန်ဆန်းကျယ်တဲ့အမတန်ပြင်းထန်တဲ့လက်နဲ့ကြီးတွေဘယ်သူတီးထွင်တာလူတွေကတီးထွင်ပြီးတော့လူတွေပဲဒုက္ခရောက်အောင်မှာဟုတ်ကဲ့ကိုဖြည့်ဆည်းပြီးတော့နေကြတာကိုပြန်စဉ်းစားကြည့်ထို့တူပဲဘေးတွေရန်နေပေါ်နေအောင်ဘယ်သူကလို့ကိုလုံးနေကြတာဒါကြောင့်ဘုရားမြတ်စွာဘုရားသခင်ကိုရောမြတ်ကဂဟပတိအနာတပိန်တထေပါဏာတိပါတိသူသက်ကိုတပ်ဖြတ်ညှင်းဆဲလိရှိတဲ့ပုဂ္ဂိုလ်ဟာသူတစ်ပါးသက်ရဲဆက်ဆက်တတ်တယ်သူများသက်မရှောင်ဘူးမိမိကိုတတ်တယ်ဆိုတဲ့နေရာမှာကိုကျိုးရှေ့တန်းတင်လွန်အားကြီးလို့သူများကိုတတ်တကယ်တော့တရားတဲ့အလုပ်မဟုတ်မတရားတဲ့အလုပ်လောဟိတပါဏိတဲ့သွေးစွန်းတဲ့လက်ရှိလောကမှာနေစဉ်နဲ့အမျှလူတွေစားဖို့တတ်နေကြတာဘလို့များလဲစဉ်းစားကြည့်နော်အေးဒီလိုဆိုလို့ရှိရင်တလောကလုံးတတ်လို့စားရင်ဒီတတ္တဝါတွေမသေးတော့ဘူးလားလို့ဆိုဒီလိုလဲတွက်လို့မရဘူးလူကအပျော်နေနဲ့လဲတတ်ချင်တတ်တာပဲဟုတ်ကဲ့ဆင်ကြီးတွေစားတာဆင်ကြီးတွေကိုတတ်နေတာအသားစားဖို့တတ်တာလားအစွဲရောင်းကျင်လို့တတ်တာလားကဲဒါဆိုလို့ရှိရင်တတ်လို့စားရုံနဲ့ဆင်တွေကတော့လွတ်အောင်မရှိလွတ်ပါမလားအေးဒီပြင်တတ္တဝါတွေလည်းပဲအမွေးလိုခြင်းလို့အသက်ခံရတာရှိတယ်အရေးလိုခြင်းလို့တတ်ခံရတာရှိတယ်ဒီပိသံမေတုဟိညတေကျက်တစ်တွေအရေးလေးလှလှလေးအင်ကြီးချုံမယ်လက်ပွေးအိတ်ချုံမယ်ဟောအသားတော့စားတာမဟုတ်ဘူးနော်ကြားတွေကျက်တစ်တွေအရေးလေးကလှလို့တတ်ခံကုံစရောဒန္တေတုဟိညတေတဲ့ဆင်းနေတတ်ခံရတာစားတာမဟုတ်ဘူးအစွဲလိုခြင်းလို့တတ်တာအဲ့တော့လူတွေကတခုခုတော့တတ်နေကြအောင်မှာပဲအေးဒါကြောင့်မို့လို့လူတွေကိုအပါဏာတိပါတိသူရဲ့သက်ကိုတပ်ဖြတ်လိရှိတဲ့ပုဂ္ဂိုလ်သည်ပါဏာတိပါဒပိစယသူရဲ့အသက်ကိုတပ်ဖြတ်ကျွလွန်မှုဆိုတဲ့ပါဏာတိပါဒအကု